ပင်ကိုဒီဟာကိုဒီတိုင်းထားပြီးတော့ဒီဟာကိုအယောင်ဆိုးမှာ အယောင်ဆုံးမှာတဲ့အဲ့ဒါနော်အရင်တော့ချွတ်ထားတာနော် ဖက်ထားတာ ချွတ်ထားတာတက်ချွတ်ဆိုဟုတ်တယ်သပင်ကတော့လိုင်းနဲ့သပင်တော့ပို့ပြီးတော့နည်းနည်းခြေလေးစိုးလိုက်မယ်အဲ့တော့ထပ်မချွတ်တော့ဘဲနဲ့အယောင်လေးကို normal အယောင်တိုင်းလေးပဲထားလိုက်နော်နောက်သပင်ရှေးလာပြီဆိုတော့မှပုံစံတစ်မျိုးချင်းပေးမယ်ဒီနေ့ကကိုတဲ့ကကျတော့အဲ့ဆိုအယောင်ဆုံးမှာမကျတော့ ရောင်လဲဆုံးတယ်ဘောင်းလုံးတယ်ပြီးရင်ညနာနဲ့လိုက်တဲ့ကြည်လေး ညနေလာတယ် ကြီးကြီးနားချက် အိုးဝေးဝေးဆိုတော့လာကျုံးတဲ့အလှဆုံးလုပ်ပေးရတော့မှာနော်ဟုတ်တယ်မလားအဲ့ဒါဆန်းကြောင်းမှာပဲနေရလား ဟုတ်တယ် ဟုတ်ပြီအဲ့ဆိုအလှဆုံးလုပ်ပေးမယ်ဘာတွေတောင်းဆိုခြင်းလေးလဲ လက်လာလေးလုပ်ပေးတာ တက်လာလေးပဲလုပ်ပေးဟုတ်ပါရရင်နော်โอเคလှမ်းမှာပဲပြန်လွတ်မယ်နော်ဟုတ်ပြီအဲ့ဆိုခုပဲစားရအောင်လေနော် để cho anh luôn trông thấy em lúc em cười vui cầu mong sao em luôn gần em anh nói hết bao nhiêu tâm sự giờ khi